ဒီ comment ပေါ့နော်ဒီ comment မှာဗာပြောထားလဲဆိုတော့ antidepressant တောက်နေရင်းနဲ့တဲ့မူလကစိတ်ကြနေတယ်ပေါ့စိတ်ကြနေရကနေပြီးတော့မှစိတ်ပြန်တက်လာတဲ့ခါကြလို့ရှိရင်မြန်ဆန်တဲ့ပြုမှုလှုပ်ဆောင်မှုတွေရှိနေတတ်တယ်ဆိုတာဟုတ်လားတဲ့တော့မိခွန်းနှစ်ခုမေးထားတယ်နောက်တစ်ခုကကြတော့စိတ်ကြနေပြီးတော့မှတဲ့မိမိကိုယ်ကိုပေါ့နော် suicide လုပ်ဖို့အတွက်အကြံရှိနေတဲ့လူကို antidepressant ဆိုတဲ့စိတ်ကြယောဂမှာပေးတဲ့ဆေးတွေပေးလိုက်လို့ရှိရင်ဒီရဲ့ suicide ကအထမြောက်သွားတယ်ဆိုတာကောမှန်ပါသလားပေါ့နော်ဒါကိုအတည်ပြုပေးပါဆိုပြီးတော့မှနှစ်ခုမေးထားတယ်ပေါ့ဒီမေးခွန်းလေးကကောင်းတယ်ပေါ့နော်မင်္ဂလာပါကျမကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအသိပညာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆလင်းထွန်းပဲဖြစ်ပါတယ်ပထမမေးခွန်းဖြေရမယ်ဆိုလို့ရှိရင် antidepressant တောက်နေတဲ့လူနာကantidepressant တောက်လို့ပြီးတဲ့အချိန်မှာစိတ်ပြန်ပြီးတော့မှတက်ကြွလာတယ်ပေါ့နော်ဆိုတော့နှစ်မျိုးဖြစ်နိုင်တယ်ပေါ့နှစ်မျိုးဖြစ်နိုင်တယ်ပေါ့တမျိုးကကြပါလဲဆိုတော့ဒီလူရဲ့အရင်နှုန်းက personality ဒီလူကအရင်နှုန်းကရင်ပျော်ပျော်နေတဲ့လူမျိုးစိတ်တမကြခင်နှုန်းကပျော်ပျော်နေတဲ့လူမျိုးပြီးတော့စိတ်တကြသွားတယ်ပေါ့အဲ့မှာစိတ်တွေပါပြန်တော့တဲ့အချိန်မှာပြန်ပြီးသူ့ရဲ့ personality ကပြန်ပြီး bright ဖြစ်လာတာမျိုးဒီလိုမျိုးလားပေါ့နောက်တစ်ခုကကြတော့နည်းနည်းအရေးကြီးတယ်ဒါဘာလဲဆိုတဲ့အခါကျတော့ငကိုတဲကိုကစိတ်ကြွစိတ်ကြအခြေအနေတစ်ခုဖြစ်ခဲ့ဘူးတာမျိုးအဲ့တော့ကျမတို့ဒါကို bipolar disorder လို့ခေါ်တယ်ပေါ့နော်ဒါတော့ကျမနောက်ဗီဒီယိုမှာ bipolar အကြောင်းပြောပြပေးမယ်ပေါ့အဲ့တော့ဒီလိုစိတ်ကြွစိတ်ကြဖြစ်တဲ့လူတွေမှာဒီယောဂရှိတဲ့လူတွေမှာဆက်စချင်းလက္ခဏာပြတဲ့ဟာကစိတ်ကြတာနဲ့ပြရဲဆိုလို့ရှိရင်အဲ့ဒါနည်းနည်းအရေးကြီးတယ်တော့စိတ်ကြွတဲ့အပိုင်းမလာဘူးသေးဘူးပေါ့နော်စိတ်ကြတဲ့အပိုင်းကစလာတော့ဆိုတော့ကျမတို့တွေကစိတ်ပေးလိုက်တယ်ပေါ့စိတ်ကြတဲ့ယောဂဖြစ်တယ်ဆိုတဲ့ခါကျဒီတော့ကိုစိတ်ပေးလိုက်တဲ့ချိန်မှာဘာဖြစ်လာလဲဆိုတဲ့ခါကျလုံးဝပြောင်းပြန်ဖြစ်သွားတာလုံးဝစိတ်တွေကြွလာပြီးတဲ့အခါကျမှစိတ်ကြွရင်ဖြစ်တဲ့အပြုမှုတွေဖြစ်လာတာပေါ့နော်အဲ့တော့ဒီမှာဆိုရှင်အတွေးတွေမြန်လာတယ်လှုပ်ချင်စိတ်ကရေးစိတ်တွေအများများလာတယ်ညဆိုလည်းမအိပ်ဘူးတညလုံးဟို energy ပြည့်ဝနေတယ်ဒီလိုခံစားချက်မျိုးတွေဖြစ်တာမျိုးပေါ့အဲ့တော့ဒီဖြေပြန်ဖြေရမယ်ဆိုလို့ရှိရင်တော့တကယ်စိတ်ကြယောဂတိတ်သမားတိတ်ကြတယ်ပြီးတော့ဒါအတွက်ဆေးတောက်နေရင်တော့ပြန်ကောင်းလာလို့ရှိရင်တော့များသောအားဖြင့်ကတော့ဒီလိုမျိုးအရင်တက်ကြွလာတာမျိုးကတော့မရှိဘူးပေါ့နော် unless तू ကအရင်တော့ရင်တက်ကြွတဲ့လူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့လူချင်းနဲ့ဖြေရမယ်လို့တော့ထင်တယ်နောက်တစ်ခုကကြတော့ suicide လုပ်ချင်တဲ့လူတွေကို antidepressant ပေးလိုက်တဲ့ခါကြလို့ရှင်ဒီ suicide ကအထမြောက်သွားလားဆိုပြီးမေးထားတဲ့မေးခွန်းပေါ့နော်ဒီမေးခွန်းကိုတေချာလေးနားထောင်ပြီးပေါ့နော်အဖြေကိုလိုချင်တဲ့အဖြေလေးပဲဆွဲမိယူသွားနေပေါ့နော်ဒါလေးတေချာနားထောင်ပြီးဖို့လိုအပ်တယ်ဒါဘာလဲဆိုတဲ့အခါကျတော့ suicide လုပ်ချင်နေတဲ့အတွေးရှိနေတဲ့လူတွေကိုကျမတို့က antidepressant ပေးလိုက်တဲ့ဆိုလို့ရှိရင်ပေးချင်းပထမအစောပိုင်းပေါ့နော်ဒီအပတ်ဒီမှာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လေဆေးရုပ်တွေရက်လိုက်တဲ့ချိန်မှာဒီလို suicide ရဲ့အတွေးတွေပို့ပြီးအရန်နေများလာတတ်တယ်အထူးသဖြင့်ဘလို့လူမျိုးတွေမှာလဲဆိုလို့ရှိရင်တေကျော်တက်တွေနဲ့ဒီလူငယ်တွေအပိုင်းမှာပေါ့နော်ဒီတက်ချာပိုင်းမှာရှိနေလူတွေဆိုလို့ရှိရင်တော့ပို့ပြီးတဲ့ခါကျတော့မှဒီ suicide risk ကပိုများသွားတယ်ပေါ့ဘာဖြစ်လို့ဆိုတော့သူတို့ကအစတွေကအရန်ကိုစိတ်ခံစားချက်တွေပြင်းထန်တဲ့အရွယ်ဖြစ်တယ်အဲ့အရွယ်လေးတွေကပြီးတော့ခုနလိုလူငယ်ပိုင်းတက်လက်ပိုင်းနေကြတော့လေအဲ့ချိန်မှာဘဝကမျိုးစုံကြိုးခုန်နေရတဲ့အချိန်ပေါ့နော် stress ပေါင်း16000နဲ့ဆိုတဲ့အခါကျတော့ဒီလိုမျိုး suicide အတွေးတွေဝင်လာတယ်ပေါ့ဒါပေမဲ့ဒီမှာအရေးကြီးတာကဘာလဲဆိုတော့ဒီလူတွေဒီအစတွေကိုကစိတ်တကြလို့ suicide အတွေးလေးတွေရှိနေတတ်တဲ့လူမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုရင်စိတ်မပေးရင်လည်းဒီ suicide အတွေးတွေတစ်ချိန်မှာအထမြောက်သွားနိုင်တယ်ဒါပေမဲ့စိတ်ပေးရင်ကျတော့ကျမတို့တွေကဘာဖြစ်လဲဆိုတော့ဒီရဲ့စိတ်ကြယောဂါယူလုံးဝအပီးတိုင်ကုနိုင်တယ်ပေါ့နော်အဲ့တခုတော့ရှိတာပေါ့အဲ့တော့ကြောင့်မလို့ကျမတို့ကဆေးတော့ပေးတယ်လိုအပ်တဲ့အတွက်ကြောင့်မို့လို့ဆေးပေးရတယ်ဒါပေမဲ့ကျမတို့ဆေးပေးမယ်ဆိုလို့ရှိရင်လေခုနလိုမျိုးဆက်ကြောတက်အရွယ်လေးတွေတက်လက်ပိုင်းတွေဆိုတော့ကျမတို့တိတ်ချမှာရတယ်ပေါ့နော်ဒီဆေးတွေတောက်တဲ့ခါကြလို့ရှိရင်ကိုကထိခိုက်နာကျင်လို့တဲ့အတွေးတွေဒါမှမဟုတ်ကိုအဆုံးစီရင်လို့တဲ့အတွေးတွေဖြစ်လာလို့ရှိရင်ကျမတို့စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့စီကိုချက်ချင်းပြန်လာပြဖို့အတွက်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်နီးစက်ရပေါ့ဥမာဖြစ် suicide hotline တွေကိုဖုန်းဆက်ဖို့အတွက်အကူအညီတောင်းဖို့အတွက်ဒါတွေကိုကျမတို့ထပ်ခါတလဲမှားတယ်ပေါ့နော်ပြီးတော့ဒါအပြင်ဟိုမှာသူတို့ကို view site ပေးရ caregiver ကလည်းအဲ့ period တွေပေါ့နော်ခုနလိုဆေးဆက်ဆက်တောက်တဲ့ပထမတစ်ပတ်နှစ်ပတ်လောက်တို့ဆေးဖြတ်တဲ့တစ်ပတ်နှစ်ပတ်လောက်မှာဆိုလို့ရှိရင်တော့view site ပေးရတယ်သူတို့လေတေချာလေး view site ပေးရဆိုလို့ရှိရင်တော့ဒါအဆင်ပြေပါတယ်ဒါပေမဲ့ကောင်းကျိုးနဲ့ဆေးပြီးလို့ကောင်းကျိုးနဲ့ဆိုးကျိုးပြန်ပြီးရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဆေးပြီးလို့ရနိုင်တဲ့ကောင်းကျိုးကပုံများတဲ့အတွက်ကြောင့်မလို့ကျမတို့တွေကဆေးကိုပေးချတာပေါ့နော်မိခွန်းလေးမေးပြီးလို့ကျေးဇူးတင်ပါတယ်ပြီးတော့ဒီလိုစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့မိခွန်းတွေရှိတယ်ဆိုလို့ရှိရင်လည်းဗီဒီယိုအောက်မှာ comment လေးတွေရေးခဲ့ပေးလို့ရပါတယ်နော်